အဲ့ရပေါ်မှာနိုးထမှုတောင်းနေလို့မရဘူး game ဆော့ရင်နဲ့နိုးထမှုတောင်းနေလို့မရဘူးရုပ်ရှင်မဲ့ထိုင်ကြည့်ရင်နဲ့နိုးထမှုတောင်းနေလို့မရဘူးနိုးထမှုဒီကောင်းတဲ့တလင်းတွေကပဲရှိတယ်ဖခင်ကနန်းတော်မှာလိုက်မရှာဘူးဘာမှရှာလဲကောင်းတဲ့တလင်းကိုသွားတွေ့တယ်ကောင်းတဲ့တလင်းမှာရှိတဲ့ဂိတောင်ကိုသွားတွေ့တယ်တခါတည်းကျရင်ယုံကြည်သူတွေကဘာဖြစ်တတ်လဲဆိုတော့ဖခင်ရဲ့အလင်းအပြင်ကိုထုံးလင်းဖို့နေနေတတ်အပြင်ကလောကရဲ့တဒံကိုယူလာတယ်ဖခင်ရဲ့တဒံကိုလောကကိုယူသွားမယ်ဆိုလောကရဲ့တဒံကိုဖခင်ကြောင့်နဲ့ပြန်ယူလာတယ်ဘာဖြစ်လဲနိုးထမှုလို့အော်ဟစ်ပေမဲ့သူကဒီဘောရာရုပ်မထွက်ဘူးဒီတော့ဒီပဲဒေလီလာရုပ်ပဲထွက်လာတယ်ဟယ်လိုတင်းကိုမြင်တဲ့အခါတိုင်းမှာဖခင်ဒီဘောရာရုပ်ပဲထွက်ပါစေတင်းကိုမြင်တဲ့အခါမှာအလင်းရဲ့သားပေါ်ထွန်းခြင်းကိုပဲမြင်တွေ့ပါစေဟာလေလုယာဘိတ်သိက်ဒီကောင်းတဲ့တလင်းမှာပဲရှိတယ်ဒါဆိုရင်ဖခင်ရဲ့ဘိတ်သိက်ဆာငတ်တော်သူများတင်းတို့နေရမယ့်အရက်ဒီအဲ့ရမှာမနေရဘူးကောင်းတဲ့တလင်းထဲမှာနေရမယ်ပြောပါဦးကောင်းတဲ့တလင်းထဲမှာငါရှိနေမယ်